အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်မာရိတ်ကနေပြီးတော့ဥစွာပဏမနှုတ်ခေါ်ဆက်တာလိုက်ပါတယ်။တကယ်လို့သာကမ္ဘာလူဦးရေကိုလူ100ပဲအတိအကျရှိနေတဲ့ရွာလေးတစ်ရွာအဖြစ်ဆော့ချလိုက်မှဆိုရင်အခုလက်ရှိအနေအထားမှာရှိတဲ့လူအချိုးစားကအဲ့လိုဖြစ်မဲ့တဲ့။လူ100မှာအာဆတိုက်သားက58ယောက်၊ဥရောပတိုက်သားက21ယောက်၊အနောက်တိုင်းသားက14ယောက်နဲ့အာဖရိကတိုက်သားက10ယောက်ရှိနေပါလိမ့်မယ်။အဲ့ဒီတရားမှာအမျိုးသမီးက52ယောက်နဲ့အမျိုးသားက40ယောက်အချိုးရှိနေမှာပဲဖြစ်ပါတယ်။လူဖြူက30ပဲရှိပြီးလူဖြူမဟုတ်တဲ့လူမဲတွေကျွန်တော်တို့အာဆတိုက်သားတွေလိုအမျိုးတွေအဝါတွေကကြတော့90လောက်ရှိမယ်။အလားတူပဲခရစ်ယာန်ဘာသာဝင်က30ဖြစ်ပြီးတော့ခရစ်ယာန်မဟုတ်တဲ့တခြားဘာသာတီးတီးကိုကိုးကွယ်ယုံကြည်တဲ့သူက80ရှိမယ်လို့လည်းကိကနန်းတွေကပြောဆိုနေပြန်တယ်။အဲ့ဒီတရားထဲမှာ6ယောက်ဟာကမ္ဘာကျော်ဝါမှုရဲ့59% ကိုပိုင်ဆိုင်ထားမှဖြစ်ပြီးတော့အဲ့ဒီ6ယောက်စလုံးကအမေရိကန်နိုင်ငံကဖြစ်နေပါတယ်။အယောက်80ကတော့အိမ်နဲ့ယာနဲ့ကြာကြာနာနာနေနိုင်သူတွေမဟုတ်ပဲ။တော်ကြီးရော်ကြီးမှာဖြစ်တယ်လို့နေသူတွေဖြစ်ပါတယ်။တရားမှာ80ဟာစာမဖတ်တတ်ဘူးပြီးတော့90ကအာဟာရတက်ချွတ်တဲ့နေတယ်။အစာရေစာမဝလင်ဘူးတဲ့။တရားမှာတစ်ယောက်ကသေလူမျိုးပါဖြစ်နေတယ်လို့နောက်တစ်ယောက်ကလည်းမိဖွားမဲ့ဆဲဆဲဖြစ်နေပြန်တယ်။ပြီးတော့တရားမှာတစ်ယောက်ဆိုတစ်ယောက်တည်းဟာတက္ကသိုလ်ပညာရေးကိုစီးပူးခွင့်ရနေပါတယ်ပြီးတော့တရားမှာတယောက်တည်းကသာကွန်ပျူတာကိုပိုင်ဆိုင်ပါတယ်တဲ့ဒါဒီနေ့ကမ္ဘာလက်ရှိလူဦးရေရဲ့တက်ဆိုင်ရာကိကနန်းချိုးစားပါတရားနဲ့ချိန်ပြောရင်အဲ့ဒီအတိုင်းပဲထွက်ပါတယ်အဲ့လိုကြကြနနစဉ်းစားကြည့်လိုက်တဲ့အခါလက်ခံနိုင်ဖို့နားလည်ပေးနိုင်ဖို့နဲ့ပညာရေးကိုတန်ဖိုးထားဖို့ဆိုတဲ့အရေးကိစ္စတွေဟာအင်တန်အရေးကြီးတယ်ဆိုတာသိတာထင်ရှားလာပါတယ်ဒါတွေမကသေးပါဘူးအောက်ကအချက်လက်တွေကလည်းတော်တော်ကိုစဉ်းစားစရာကောင်းလာပါလိမ့်မယ်တကယ်လို့နားထောင်တဲ့သူဟာဒီနေ့မနေ့မှာမချာချာကြီးနဲ့အဲ့ရကနိုးလာခဲ့သူဖြစ်မယ်ဆိုရင်ခမည်းဟာဒီတစ်ပတ်အတွင်းမှာတေဆိုးသွားရတော့မယ်ကဘာဘောကလူတစ်တန်းထက်အများကြီးပိုကန်ကောင်းနေတယ်ဟုတ်ဘူးလားနားထောင်တဲ့သူဟာစစ်ဘေးစစ်တပ်ကိုတစ်ခါမှမခံစားဘူးအကျဉ်းဆန်ဘဝမှာလည်းမနေဘူးညှိစစ်ညှဉ်းပန်းမှုတံကိုလည်းမခံစားခဲ့ဘူးဒါမှမဟုတ်ငတ်မမှုတံကိုလည်းမခံစားခဲ့ဘူးဆိုရင်ခမည်းဟာအဲ့ဒီတံတွေကိုခံစားစေကမ္ဘာလူဦးရေတန်ပေါင်း9000ထဲမှာမပါတဲ့ကန်ထူးစစ်တယောက်ပဲလို့အောင်းမိနိုင်ပါတယ်။ဒါအပြင်ဖျားเจ้าကန်ဇီရီပထိုးခရစ်စတန်ဟေဒူဖျားเจ้าဝုပြုဆောင်ခမ်းမပလီစတာတွေကိုစိတ်အေးလက်အေးနဲ့တွားနေနိုင်တယ်။အဲ့လိုတွားတဲ့အတွက်ဖန်ခံရမှာအနှိမ့်စစ်ခံရမှာလုံးလုံးစိုးရိမ်စရာမရှိဘူးဆိုရင်အခုလက်ရှိနားထောင်တဲ့သူဟာကဘာမှာအဲ့ဒါမျိုးကိုစိုးရိမ်တကြီးဖြစ်နေရှာတယ်။လူပေါင်း3ပြည့်ထက်ပူကန်ကောင်းနေပါတယ်။စားစရာတွေကမီးဖို့ကြောင်ထဲမှာကြောင်အိတ်ထဲမှာသူ့ဟာလေးနဲ့သူရှိနေတယ်ခါးပေါ်မှာလည်းအဝတ်ရှိနေတယ်အမိုးကအောင်မှာကြောက်ခင်းစရာနေရာလေးတစ်နေရာရှိနေတယ်ဆိုရင်ခုလက်ရှိနားထောင်နေတဲ့သူကကပ္ပလူဦးရေရဲ့85%ထက်ပိုပြီးချမ်းသာနေပါတယ်လို့မှတ်ယူနိုင်ပါတယ်ခင်ဗျာဒါအပြင်ဘဏ်ထဲမှာငွေလေးကြီးလေးရှိတယ်ဒါမှမဟုတ်အိတ်ကတ်ထဲမှာငွေစကြေးစလေးတွေရှိနေတယ်အဲ့ဒီထဲမှာလည်းပတ်စံအနေချင်းရှိနေတယ်ဆိုရင်ဒီခုလက်ရှိနားထောင်နေတဲ့သူကကပ္ပမရှိမစားလူဒန်းစား800ခိုင်နှုန်းထဲမှာပါတယ်လို့မှတ်ယူနိုင်ပါတယ်ဒီထဲမှာမှမိစုဖဆုပ်လည်းရှိသေးတယ်အဖေနဲ့အမေကလည်းအခုချိန်ထိပေါင်းနေကြသေးတယ်ဆိုရင်တော့ကပ္ပအစားပါစေးထဲမှာတော့ပါသွားပါပြီဒီလိုချစ်ကြလက်ကြနဲ့စဉ်းစားကြည့်မယ်ဆိုရင်လောကကြီးကထက်သလောက်မဆိုးဘူးဆိုတာကိုတွေးနိုင်လာကြလိမ့်မယ်လို့ထင်ပါတယ်